တွေးဆန္ဒကပြောင်းလဲလို့မရဘူးကလေးဘယ်မှာလဲကျမကြည့်ချင်တယ်မလိုပါဘူးငါကသူနဲ့အဖွားလေးလွန်ခဲ့တဲ့၄နှစ်ကရှင်းကိုမသိခဲ့တယ်လို့ကလေးလည်းမသိပါဘူးခုမှဘာလို့ဂရုစိုက်ချင်နေတာလဲမင်းလေးနှစ်ကြာလွတ်သွားရင်ပြီးရောလားဂူမီသားစုရဲ့တွေးကိုအပြင်မှာကြံခဲ့လို့မရဘူးစပြီးထွက်သွားခိုင်းတာလဲရှင်ပဲခုမှလာပြီးဟန်ဆောင်နေတာလဲရှင်ပဲငါမင်းနဲ့မငင်းချင်ဘူးကလေးကိုဂူမီသားစုစီပေးလိုက်ပါမင်းကိုငါတန်းပေးမယ်ဂူမီသားစုနဲ့အတူရှိမှကလေးအတွက်အနာဂတ်ကောင်းမှမင်းရဲ့ဒီပန်းဆိုင်တေးသေးလေးကအနာဂတ်ပေးနိုင်မှာမဟုတ်ဘူးကျမသမီးကိုကျမကိုယ်တိုင်ပြုစုနိုင်ပါတယ်ဂူမီသားစုဆွတ်ဖက်เสียမလိုဘူးမေမေဘာလို့ရောက်နေတာလဲငါမြင်းမလေးကိုလာကြည့်တာကျွန်တော်ကိစ္စကျွန်တော်ရှင်းပါမယ်မေမေပြန်มาတော့မေမေအပြင်မှာအရန်ဆူညံ့နေတယ်ငါကသမီးရဲ့အဖွားလေးသမီးမသိပါဘူးသမီးမှာအဖွားမရှိဘူးမေမေပဲရှိတယ်ကျမကလေးကိုအမှန်တိုင်းပဲတင်ပေးထားတာပါလွန်ခဲ့တဲ့၄နှစ်ကတည်းကရှင်အဖွားလုပ်ဖို့အရေးချင်းမရှိတော့ဘူးလွန်ခဲ့တဲ့၄နှစ်ကမေမေသူ့ကိုဘာလုပ်ခဲ့တာလဲအတိတ်ကကိစ္စတွေလာမပြောနဲ့အခုချက်ချင်းကလေးကိုဂူမီသားစုစီပြန်ပို့လိုက်မဖြစ်နိုင်တာကျမကလေးကရှင်းနောက်ကိုဘယ်တော့မှလိုက်မှာမဟုတ်ဘူးမေမေဒီကိစ္စဒီမှာပဲတော်ပြီအတိတ်ကကိစ္စတွေရောအခုကိစ္စတွေရောကျွန်တော်ကိုယ်တိုင်ရှင်းမယ်မေမေဝင်မပါနဲ့တော့မေမေအဲ့ဒီအဖွားကအရန်ကြောက်ဖို့ကောင်းတယ်မကြောက်နဲ့မေမေရှိတယ်လွန်ခဲ့တဲ့၄နှစ်ကကိစ္စကိုကျွန်တော်စုံစမ်းပါမယ်မင်းဘယ်မှမသွားပါနဲ့ဒီတစ်ခါတော့မင်းထွက်ပြေးလို့ရတော့မှာမဟုတ်ဘူးလွန်ခဲ့တဲ့၄နှစ်ကကျမမှာဘာမှမရှိခဲ့ပေမဲ့ထွက်သွားနိုင်ခဲ့တယ်အခုကျမမှာစူဆောင်းထားတာတွေရောအရန်တန်ဖိုးရှိတဲ့သမီးလေးရောရှိနေပြီးကျမဘယ်တော့မှထပ်ပြီးအလျှော့ပေးမှာမဟုတ်ဘူးမတွေ့တာကြာပြီးတော့မမလေးဒီကိုဘလို့ရှာတွေ့တာလဲအကိုပြောပြတာလေမမလေးရဲ့ဆိုင်လေးကတော်တော်နေလို့ကောင်းတာပဲအကိုကကျွန်တော်ကိုတူမလေးတယောက်တိုးလာပြီလို့ပြောလို့ခုမှပဲတူမလေးဘယ်မှာလဲဆိုတာသိရတော့တယ်အနောက်မှာအိတ်နေတဲ့မနှိုးနဲ့နော်အကိုနဲ့တကယ်တူတာပဲအကိုကိုပုံစံတူထုတ်ထားသလိုပဲမင်းအထူးတလဲရောက်လာတာဆိုတော့ကိစ္စရှိရင်တိုက်ရိုက်ပဲပြောပါအကိုလွတ်လိုက်လို့ကျွန်တော်လာတာပါမမလေးဒီလေးနှစ်အတွင်းအကိုအရန်ဒုက္ခရောက်ခဲ့ရတာကျမနဲ့မဆိုင်ပါဘူးမမလေးထွက်သွားပြီးတဲ့နောက်အကိုကယူမတက်လိုက်ရှာခဲ့တာမြို့တစ်မြို့လုံးကိုနှံ့အောင်ရှာခဲ့တာပါဒီလေးနှစ်အတွင်းမေမေကအကိုကိုအောင်သွယ်ပေးခဲ့ပေမဲ့အကိုအကုန်ညှင်းပယ်ခဲ့တဲ့ဘိုင်ယိုဝေပယ်ရိုဝေးနဲ့လည်းဘာမှမဖြစ်နိုင်ဘူးကျမဒါတွေမကြားချင်ဘူးပေမဲ့တူမလေးမှာအဖေလိုအပ်တယ်လေမမလေးဘလောက်ပဲတော့နေပါစေပြည့်စုံတဲ့မြတ်တာတော့မပေးနိုင်ဘူးလေကျမတယောက်တည်းနဲ့တင်သူ့ကိုကြည်ပြင်းအောင်မွေးမြူနိုင်ပါတယ်အဲ့ဒီတော့ကမေမေလုတ်ခဲ့တာအရန်လွန်နေဆိုတာကျွန်တော်သိပါတယ်ပေမဲ့ဒီကိစ္စကိုအကိုဆဆချင်းကလေးကဘာမှမသိခဲ့ဘူးမမလေးထွက်သွားတဲ့နေ့ကအကိုခီးလွန်နေတာအကိုအိမ်ပြန်ရောက်တော့အိမ်ကလူမရှိတော့ဘူးမမလေးရဲ့ပစ္စည်းတွေလည်းမရှိတော့ဘူးမမလေးကရက်ဆက်စွာထွက်သွားတယ်လို့ပဲအကိုထင်နေခဲ့တာကျမစာတစောင်ခြံထားခဲ့ပါတယ်စာလားဘာစာလဲအကိုတခါမှမမြင်ဘူးပါဘူးသုံးစာမျက်နှာရှိတဲ့စာရွက်ကိုအကိုခေါင်းအောက်မှာထားခဲ့တာပါအဲ့ဒီစာထဲမှာကျမရဲ့ဝမ်းနည်းမှုအားငယ်မှုနဲ့ထွက်သွားဖို့ဆုံးဖြတ်ချက်တွေရေးထားတာဒါပေမဲ့တယောက်ယောက်ကအကိုကိုမမြင်အောင်တမင်ဖျောက်လိုက်တာဖြစ်မယ်ကျွန်တော်အခုပဲအကိုကိုဒါတွေသွားပြောလိုက်မယ်အဲ့ဒီတုန်းကကိစ္စတွေမှာလျှို့ဝှက်ချက်တွေရှိနေတာမမလေးထင်တယ်လို့မဟုတ်ပါဘူးမလိုပါဘူးမမလေးအဲ့ဒီတုန်းကအမှန်တရားကိုစုံစမ်းဖို့နည်းနည်းလေးမှမလိုလားတော့ဘူးလားကလေးအတွက်ပဲဖြစ်ဖြစ်အကိုကိုအခွင့်အရေးတစ်ခါတော့ပေးပါဦးသူလည်းသူ့သမီးကိုဂုဏ်သိက္ခာရှိရှိတွေ့ပါစေဦးအဲ့တဲ့ဦးလေးတန်းဝင်မလို့လားဦးလေးကဧည့်သည်မဟုတ်ပါဘူးဦးလေးကသမီးရဲ့ဦးလေးငယ်ပါ